နော်ခက်ပြက်လို့ကိုတိုင်းပြည်မှာလှူစားကင်စားရတာအလုတ်ကင်နေရှားပါလို့နော်အလုတ်ကင်နေရှာဖွေရတာခက်ခဲလို့နော်ထိုင်းနိုင်ငံကိုရောက်ရှိလာတဲ့မြန်မာတွေနောက်တော့နိုင်ငံရေးကြောင့်ထွက်ပြေးတိမ်းရှောင်လာတဲ့မြန်မာနိုင်ငံသားတွေနော်သူထိုင်းမှာတရားဝင်ရောတရားမဝင်ရောအများကြီးရှိတယ်မြန်မာပြည်သားထိုင်းမှာရောက်ရှိနေတာ4.1 တန်းကျော်ရှိတယ်ဒါပေမဲ့တရားဝင်နေထိုင်မှုက2 တန်းကျော်လောက်ပဲရှိတယ်ကျန်တာကအထောက်ထားမဲ့တွေနဲ့နေထိုင်နေကြရတယ်ပေါ့ဗျာအေးဒီခမပြက်ခင်တွေကဒီထိုင်းမှာလာရောက်လောက်ကင်စားတောက်နေတဲ့နော်မြန်မာပြည်သားလူလိန်ပွဲစားတချို့ပေါ့ဗျာသူတို့ကထန်းစကားအနေချင်းရတယ်ရတော့အဲ့ဒီမှာပွဲစားလှုပ်စားတယ်ခုရောက်လာတဲ့လူတွေနော်အခုကမ္ဘောဒီးယားနဲ့နိုင်ငံသားတွေကနေပြီးတော့စစ်ဖြစ်တော့လုံခြုံရေးစိုးရိမ်ကြကြောင့်သူနိုင်ငံပြန်သွားတဲ့ခါမှာမြန်မာနိုင်ငံသားအများစုကအသက်ရှူချောင်ပြီးတော့လုပ်ငန်းလေးတွေရလာတယ်အလုပ်လေးတွေရလာတယ်တိုးတော်ညာလေချို့လူလိမ်ပွဲသားတွေက TikTok ပေါ်မှာ Facebook ပေါ်မှာနော်အလုတ်ကင်ရှာဖွေရင်းနဲ့နော်စမတ်ကြီးတွေနော်စမတ်ကြီးဆိုတာပွဲသားကောက်ကိုပြောတာသူတို့ခေါ်တယ်ထိုင်းခေါ်ပေါ့နော်6500 9500 1000ဘာလဲအောက်ချီတန်ရှင်းတော်မှာစမတ်ကြီး9500နော်4500အလုံးမရှိလို့အလုတ်ကင်ရှာဖွေရင်းနေတယ်နော်ဒီစမတ်ကြီးပေးမှအလုတ်ကရမယ်စမတ်ကြီးမပေးနိုင်ရင်အလုတ်ကမရအောင်စမတ်ကြီးမရှိရင်စကားလာမပြောနဲ့ဇက်တူသားစားနေကြတာနော်ကိုယ်နိုင်ငံသားတွေဒုက္ခရောက်လို့ရောက်လာတယ်ဟောတစ်ဖက်လမ်းကဘလို့ကူညီမလဲကိုယ့်အတွက်လည်းအဆင်ပြေမယ်ဟောစမတ်ကြီးတွေ1000လောက်1500လောက်ယူပြီးတော့ကူညီမယ်ဆိုတော့အဲ့လိုစိတ်ဓာတ်မျိုးမရှိဘူးငါရရင်ပြီးရောငါစားရင်ပြီးရောနော်တချို့စိုးတဲ့ကောင်တွေရှိသေးတယ်လူလိန်ပွဲသားတွေနော်ပွဲသားကယူပြီးတော့အလုတ်ကိုမထည့်ပေးဘဲနဲ့လမ်းမှာပြစ်ပြီးထားသွားတာတို့နော်ဘလောက်ရှုပ်မာတဲ့စိတ်ဓာတ်မျိုးတွေနဲ့လူလို့တာခေါ်တာဗျာတလိဆန်တတာပဲရှိတယ်နော်တခုနှစ်ဖက်ကြားခေါင်းပေါက်လို့လူလို့တာပြောတာအဲ့လိုကောင်တွေကတလိဆန်တဲ့နှိမ့်ချတဲ့အဆင့်မှာရှိတယ်လို့ကျွန်တော်ပြောချင်တယ်နော်ကိုယ်နိုင်ငံသားတွေကိုလက်ရှိနိုင်ငံပျက်စီးနေတယ်ဗျာခက်ခဲနေတယ်အရန်ခက်ခဲနေလို့လာအောင်လုတ်ကင်စားတော့တာခင်ဗျားတို့အနေနဲ့ဟိုတစ်ဖက်တစ်လမ်းကိုညီစောင်းလျှောက်ပြီးတော့ဖေးမမယ်အစားနော်ခင်ဗျားတို့မြင်နေရလန်ဆိုင်တယ်လို့စမကြီးပြီးမှအလုတ်ပြီးမယ်ဆိုတဲ့ပုံစံမျိုးတွေဟောမလုပ်ပါနဲ့ဟောဇက်တူသားမစားပါနဲ့လို့ကျွန်တော်ပြောချင်တယ်